မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့နာမည်ကြီးဖက်တက်ချင်းကနေမြန်မာပရိသတ်တွေအပိမှုပူအခိုင်အမာရရှိထားတဲ့ကျော်စာဝင်းကြောင့်ထုတ်ပြပေးချင်ပါတယ်ကျော်စာဝင်းဆိုတာဖက်တက်ချင်းကိုစားရောက်တဲ့ချင်းကလေးကနင်းသားတစ်ပါးလိုဖြစ်နေတာနော်သူ့ရဲ့ကျော်စာထုံးမှုစိတ်သက်ခွန်အားပြီးတော့သူ့ရဲ့ချစ်စွဲပြုံးတွေကဖိုက်တာတွေရောပရိသတ်တို့ပါဆွဲဆောင်ထားတာပါအခုဆိုရင်ကျော်စာဝင်းဟာခိုင်းမတယ်မကပဲတန်တန်တကာကဖိုက်တာတွေကြားမှာပါရှင်ပြစားနေကြပါပြီဘယ်ဖိုက်တာပဲကြည့်ကြည့်ကျော်စာဝင်းနဲ့တွဲပြီးတစ်တော်ချက်ရှင်နေကြတာတပ်ဖို့ချက်ရှင်ကြတာနဲ့တော်တော်လေးကိုနမိတ်ကြည့်နေတာပေါ့ဒီကျင်းမှာထူးထူးခြားခြားထဲဝက်ရှိပါတယ်အဲ့ဒါကတော့ကဘာကျော် step fighters ပါပဲ step fighters ဆိုတာ fighter ချင်းရဲ့အမခံ fighter တူဖြစ်လို့မူတိုင်းလောက်ကမှာအောင်မြင်မှုတွေအများကြီးရထားတဲ့သူတွေဖြစ်ပါတယ်သူကလည်းကျော်စာဝင်းနဲ့ဆိုအများတန်းတူတွဲပြီးကားလိုက်တက်မုံရလိုက်စားလိုက်နောက်လိုက်နဲ့အတော်လေးကိုလုပ်နေတာကိုတွေ့ရပါတယ်စတန်ကနိုင်ငံခြားခီးတွေကနေပြန်လာတိုင်းကျော်စာဝင်းစီတန်းလာပြီးငါ့ကိုဇီးရလာလို့မရတာကမောပြီးတော့ချုပ်လူပါလူနဲ့ကျော်စာဝင်းကိုဖက်ရတာကလည်းအမောဒီလိုမရတဲ့အခါပုံမှန်ဆိုဒါကိုမောင်နှမရင်းတွေလို့အမနဲ့မောင်တွေလို့ချစ်ခင်တွေ့တာတဲ့ဆက်ဆံရေးလို့အများကတင်ကြတာပေါ့ဒါပေမဲ့ဒီလိုအချင်နာတွေရဲ့နောက်ွယ်ကအကြောင်းရင်းကတော့ဟိုရက်ပိုင်းကမှပိုပေါက်လာခဲ့တာပါပြည်သက်ကြီးဒီအကြောင်းကိုကြားရတဲ့အခါကျွန်တော်တို့လည်းတော်တော်လေးကိုအားတင်ခဲ့ရပါတယ်ချစ်ပုံကဒီလိုပါဖက်သက်ချင်းမှာကျော်ဆောင်ဝင်းကိုအများနဲ့လက်ချစ်ပေးနေတဲ့ပြီးတော့စားနောက်နေကြဆရာတူရှိပါတယ်သူကတော့ဝန်ဒုကေပါပဲတနေ့တော့ဝန်ဒုကေကကျော်ဆောင်ဝင်းရဲ့ပတ်စုပ်ပုံကိုကြည့်ပြီးတော့ရုတ်တရက်ဟာမင်းကရော့ထာနဲ့တူလိုက်ရဆိုပြီးဆက်လိုက်ပါတယ်ဒီစကားတန်ကိုဘေးနားမှာရှိနေတဲ့ Stan Fighters ကချက်ချင်းကြားတော့တာပေါ့ Stan ကကြာချင်းပဲလက်နာကချက်ချင်းပြောင်းมาပြီးဘာရော့ထာနဲ့တူရလဲဒါကျော်ဆောင်ဝင်းဆိုပြီးတော့တခုမကြံပြန်ပြောလိုက်တာပါဒီလိုဖြစ်ဖြစ်လေးကစပိုင်းမှာတော့စနောက်တဲ့တဘိုးလိုထင်ခဲ့ကြပေမဲ့ဒီနေရာမှာပြည်သက်ကြီးသတိချမ်းပုံလို့ရတာကိုရှိပါတယ်အဲ့ဒါကတော့ Rotan ဆိုတဲ့နာမည်ပါပဲ Rotan ဆိုတာမူထိုင်းလောကမှာအင်တမနာမည်ကြီးတဲ့ fighter တူပါပြီးတော့သူက Star Fighter ရဲ့ရီဇာဟောင်းတူလည်းဖြစ်ခဲ့ပူပါတယ်အခုချိန်မှာတော့သူတို့နှစ်ဦးကတရားဝင်နောက်ခွဲပြီးကိုယ်လည်းကိုရှောင်းနေကြပါပြီဒါပေမဲ့ Rotan နဲ့ပတ်သက်တဲ့အမှတ်တရတွေခံစားချက်တွေကတော့ Star ရဲ့ရင်ထဲမှာရှိနေစေဖြစ်နိုင်တာပေါ့နော်ဒီတော့ပြည်သက်ကြီးခုနကဖြစ်ပြဖို့ကြံကြည့်အောင်ဝန်နုကေကကျော်စာဝင်းရဲ့ပုံကိုကြည့်ပြီးရော့ထန်နဲ့တူတယ်လို့ပြောလိုက်တာကိုစတန်ကချက်ချင်းဖွင့်ပြီးမခံမရနိုင်ဖြစ်သွားတဲ့အဖြစ်မူပါဒါဟာဘာကိုပြလဲဆိုတော့စတန်ဟာကျော်စာဝင်းနဲ့ရော့ထန်တို့ကြားချုပ်ချင်းတူဖို့မှုကိုကြည်ထားမိနေတာဒါမှမဟုတ်တမင်မသိချင်အောင်ဆောင်နေတာမျိုးတဲ့ဖြစ်နိုင်ပါတယ်တော်တို့တဲ့ဒီအကြောင်းအရာတွေကိုသိပြီးတဲ့နောက်မှာကျော်ဆောင်ဝင်းရဲ့တပုံနေနဲ့ရော့ထန်ရဲ့ပုံတွေကိုရှင်မိတေချာကြည့်ခဲ့ပါတယ်တကယ်လည်းကြည့်လိုက်တဲ့အခါမှာလည်းကျော်ဆောင်ဝင်းရဲ့ရုပ်သွင်းတင်ဟာရော့ထန်ရဲ့ရုပ်သွင်းပင်နဲ့တော်တော်လေးကိုစစ်တူနေတာကိုတွေ့ရပါတယ်အထူးသဖြင့်မျက်နှာပုံစံလက်လုံးတွေနဲ့နှာခမ်းပုံစံလေးတွေဟာအတော်လေးကိုနှိစက်နေပါတယ်ဒီလိုရုပ်ချဲစစ်တူနေတဲ့အချက်ကြောင့်ပဲတချို့ပြည်သက်တွေနဲ့နှိစက်သူတွေက Stan Fighters ဟာသူ့ရဲ့ရီဇာရော့ထန်နဲ့ရုပ်ချင်းစင်တူတဲ့ကျော်စာဝင်းကိုနေရတဲ့အခါမှာသူ့ရဲ့တိတ်ကအမှတ်ကြတဲ့တံပေါ်လာပြီးလူနေကျင်နာပူနေတာလည်းဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲလူဆိုတာမျိုးကကိုယ့်ရဲ့တိတ်ကချရတဲ့သူနဲ့တူတဲ့သူတယောက်ကိုတွေ့ရတဲ့အခါပုံမှန်တက်ကိုပူပြီးစိတ်ဝင်စားတတ်တာပူပြီးကျူစိုက်တတ်တာဟာတဘာဝပါပဲဒီနေရာမှာစတက်ရဲ့စိတ်ခံစားချက်ကလည်းဒီလိုပဲဖြစ်နေမလားဆိုတာစဉ်းစားကြပါပဲစတန်ရဲ့ပြုမှုတွေကိုသိချကြည့်မယ်ဆိုရင်ပုံမှန်မောင်နှမဆက်ဆံရေးတဲ့နည်းနည်းလေးပူနေတာမျိုးကိုတွေ့ရပါတယ်ဥပမာနိုင်ငံရခီတွေကနေပြန်လာတိုင်းတခြားသူတွေစီကိုမသွားပဲကျော်စော်ဝင်းစီကိုအရင်ဆုံးတမ်းပြီးလာရောက်တွေ့ဆုံတာပြီးတော့ဇီးရလာလို့မြင်းမြန်းရင်းနဲ့ဖက်တွယ်ပုတ်ဖွဲ့ဒါမျိုးတွေဟာရုပ်သားတဲ့မောင်နှမဆက်ဆံရေးလို့နေနိုင်တယ်လို့တခြားရှုပ်ထွေးရဲ့ခံစားချက်တွေလည်းပါဝင်နေနိုင်ပါတယ်သူတစ်ဖြစ် fighter လောကလိုပြင်းထန်တဲ့ပုံဝင်ခြင်းမှာဒီလိုမျိုး
နေထွေးတဲ့ချစ်ခင်မှုကိုပြသတာဟာတကယ်ကိုရှားပါပါတယ်။ဒါကြောင့်စတက်ဟာသူ့ရည်စားဟောင်းနဲ့တူတဲ့ကျော်စာဝင်းကိုတိစိတ်ကပဲဖြစ်ဖြစ်တိစိတ်ကပဲဖြစ်ဖြစ်အထူးတလေဖြူဆိုင်နေတာမျိုးဖြစ်နိုင်ပါလေ။သူ့ရည်စားဟောင်းကိုမင်းမြတ်သေးတဲ့စိတ်ကနာချက်တွေကိုကျော်စာဝင်းစီမှာစားထုတ်ပြီးဖြစ်စည်းနေတာလာလူတောင်တုံးသက်တွေကရှိနေကြပါတယ်။ပိတ်သက်တွေကြားမှာဒီကိစ္စနဲ့ပတ်သက်ပြီးမြင်မျိုးကွဲပြားနေပါတယ်။တချို့ပိတ်သက်တွေကတော့ဒါဟာရော့ထန်တဲ့သူအကြောင်းဖြစ်ပေါ်လာတဲ့အကျဉ်းနာပါလို့ခက်ခါမှရှုံကြည်နေကြပါတယ်။ကျုပ်ချင်းစင်တူတာကတော့မြင်မရဘူး။ဒါကြောင့်စတက်ရဲ့အရင်ခဏချက်တွေကပြင်ပေါ်လာတာဖြစ်နိုင်တယ်လို့ထောက်ပြကြပါတယ်။ဒါပေမဲ့တချို့ပိတ်သက်တွေကတော့ဒီလိုမဟုတ်ပဲစတက်ဟာသဘောထားပြောပြီးသူတိုင်းအဖို့ချစ်ခင်တက်တဲ့သူဖြစ်လို့ကျုပ်ကဝင်းရဲ့ကျူစာထုတ်မှုအပေါ်မှာမိသားတက်ဝင်ပြီးရိုးသားစွာချစ်ခင်နေတာပါလို့မြင်ကြပါတယ်လူပဲဖြစ်ဖြစ်ကျုပ်ကဝင်းဟာပိတ်သက်ခြင်းရဲ့အပိမှုအများဆုံးချက်ရှိထားတဲ့သူဖြစ်နေတာတော့မှန်ပါပဲဒီလိုနာမည်ကြီးတဲ့ဖိုက်တာနူဂျာကဆက်ဆံရေးဟာရိုးသားတဲ့မနောစိတ်ရင်းနာအတိတ်ကချစ်သူရဲ့အမွေတက်လားဆိုတာတော့အချိန်ကသာအဖြစ်ပေးတော့မှာပါလူချင်းစင်တူမှုကပဲဒီလိုရင်းနှီးတဲ့ဆက်ဆံရေးကိုဖြစ်ပေါ်စေတာလားဒါမှမဟုတ်ကျိုးစားဝင်းရဲ့ကိုသေးကစတန်ကိုချစ်ဆောင်နေရလားဆိုတာကတော့ပြည်သက်တွေအတွက်စိတ်ဝင်စားစရာမေးခွန်းတစ်ခုကပဲကျိုးစားဝင်းနေနဲ့သူဘလူပဲနာမည်ကြီးကြပါစေဒီချင်းရေးကိုပုံမှန်တိုင်းဆက်လက်လုပ်ဆောင်ပြီးအောင်မြင်မှုတွေပူရဖို့အာရုံစိုက်နေတာတွေ့ရပါတယ်ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးကသူ့ရဲ့အကစားသမားဘဝပေါ်မှာကောင်းတူပဲဖြစ်စေလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဘာပဲဖြစ်ဖြစ်မြန်မာဖိုက်တာလေးချုပ်သာဝင်တွေအပိစကားတွေကိုကောမမှာရေးပေးခဲ့ကြပါအောင်ပိတ်သက်ကြီးဒီကြောင့်လည်းပတ်သက်ပြီးပိတ်သက်တို့ကရောဘယ်လိုထင်မြင်ယူဆပါလဲချုပ်သာဝင်နဲ့ရထန်ရဲ့ရုပ်ချင်းစစ်မှုကရောဒီဆက်ဆံရဲ့ပေါ်တရားမှုရှိနေလို့ဖြစ်ပါသလားဒါမှမဟုတ်စတိုင်ရဲ့စိတ်မှန်ရောဘလို့ရှိတယ်လို့ထင်နိုင်ပါလဲကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုကောမမှာရေးသားပေးခဲ့ကြပါဦးနော်ကျွန်တော်တို့လည်းတွေးသက်တွေရဲ့မြင်တွေကိုသိချင်ပါတယ်။ကျော်စာဝင်းနဲ့စတန်တို့ရဲ့ဆက်ဆံရေးဟာအကစားလောကမှာစိတ်ဝင်စားစရာကောင်းဆုံးဇလန်တပုတ်လိုဖြစ်နေပါပြီ။နောက်ထပ်လည်းကျော်စာဝင်းရဲ့နောက်ဆုံးရဇိမ်းတွေနဲ့အကစားလောကကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။ กูดิโอ คุณดีโออร่อยไหม อะไรมา อร่อยมาก อะไรมา you fight same cheer yeah same cheer fight you fight นี่